အချစ်အမုံအလွန်အဆွေဒီခံစားမှုတွေနဲ့မကင်းနိုင်တဲ့ကျမတို့အားလုံးမှာဇလန်းကိုယ်စီရှိကြပါတယ်။ဂျာရီကိုအသက်သွင်းလိုက်တဲ့အခါဖြစ်ပေါ်လာတာက Radio Drama My Radio ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Radio Drama ကနေဇလန်းကောင်းလေးတွေကိုတင်ဆက်ပေးဖို့အချိန်ကြာရောက်လို့လာပြန်ပါပြီ။ဒီတစ်ပတ်မှာတော့ကျမတို့ဆာကူရာရေးသားထားတဲ့တက္ကသိုလ်ရဲ့ကျဲနဲလာဆိုတဲ့ဇလန်းလေးကိုဆက်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်။ရှေ့မှာကျမတို့အပိုင်း1နဲ့3ဆိုပြီးတော့3ပိုင်းတင်ဆက်ခဲ့ပါတယ်ရှင်။ဒီနေ့မှာတော့စာရေးသူဆာကူရာရေးသားထားတဲ့တက္ကသိုလ်ရဲ့ကျဲနဲလာအပိုင်း4ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဇလန်းလေးတွေကကင်းနဲ့ကွင်းကသတရင်တွေထွက်နေတယ်လို့တကယ်ပဲပါလို့လားအနေအေးပြီးတော့ရိုးရှင်းချစ်စရာကောင်းတဲ့ရမင်းအတွက်ကရောပျော်ရမှာလားဝမ်းနေရမှာလားကဲပိတ်ကားပေါ်မဟုတ်တဲ့လေလိုင်းနဲ့ကနေကျမတို့ဇလန်းလေးကိုဆက်ပြီးတော့နားထောင်ကြည့်ပေးပါဦး Radio Drama ရမင်းကနေလဲကောင်းကာစားဖြစ်တယ်လို့ကျောင်းပွဲကလည်းဗုဒ္ဓဟူးနေ့ဂျားရက်ဖြစ်နေတာမို့ဒီတစ်ပတ်တော့သူမလေးအိမ်ပြန်ချင်ပေမဲ့မပြန်ပြစ်တော့ပါဘူး။ကျောင်းပွဲကိုသွားဖို့စပင်အုံးမွေးလုံးကဖောင်းဖောင်းလေးနဲ့မျက်နှာနုနုလေးထက်မှမိတ်ကပ်ပပလေးလိမ့်ချထားပြီးနှကန်းနေရဲလေးစိုးထားပါတယ်။မွန်ပမာကပြားမလေးရမင်းဟာအပြစ်ကင်းစင်တဲ့ခလေးလေးတစ်ယောက်နဲ့ချစ်ဖို့ကောင်းလွန်းလာပါတယ်။အဆောင်ကနေတငယ်ချင်းတွေအတူတူထွက်လာကြတော့အဆောင်ရှိမှရက်ထားတဲ့ဆိုင်ကယ်တစ်စီးဟေးမင်းလေးနေကောင်းသွားပြီလားမှန်ကိုတော့မပူတော့ပါဘူး ဘာလို့တာလဲသူများလက်ဖို့ပိုင်စိုးပိုင်နဲ့တငယ်ချင်းတွေရှိနေအောင် မင်းလေးရလေကွာကိုမတညာလုံးစိတ်ပူနေရတာအခုမင်းလေးမျက်နှာမြင်မှပဲစိတ်ရတော့တယ်ရမင်းကင်းနဲ့ကွင်းကဘာဆိုလားပဲကြားတယ်နော်ဟဲ့ तू ကနင့်ကိုပလေးနေရလားငါလည်းမသိတော့ဘူးဟာငါသွားနေတော့မယ် ဟေးမင်းလေးရမင်းကိုစောင့်လေဒါနဲ့အားလုံးကကျွန်တော်ခွင့်ပြုပါအောင်ဗျာမင်းလေးနောက်ကိုကျွန်တော်လိုက်သွားလိုက်အောင်မယ်တငယ်ချင်းတွေရဲ့တယောက်တစ်မျိုး question mark အကြည့်တွေကြားရမင်းမခံနိုင်တော့လို့အားလုံးကိုကြောခိုင်းပြီးကျောင်းစီကိုပြေးထွက်လာလိုက်ပါတော့တယ်နေရိန်လာမင်းရဲ့လောနေတဲ့စိတ်တွေကဆိုင်ကယ်အရှိန်ထက်ပိုးမြန်နေတယ်လို့ကောင်မလေးနဲ့မလန်းမကန်းနာရောက်တော့ပလက်ဖောင်းဘေးမှာဆိုင်ကယ်ကိုရပ်လိုက်ပါတယ်ပြီးတော့မြေညီလန်းစီအမြန်ပြေးစင်းရင်ပြေးနေတဲ့ကောင်မလေးကိုအနောက်ကနေလှမ်းဆွဲဖက်လိုက်ရင်းနဲ့သူ့ရဲ့ရင်ခွင်ထဲကိုဆွဲသွင်းလိုက်ပါတယ်မင်းလေးကကိုစိတ်ပူအောင်တိတ်လောက်တာပဲကွာတကယ်ဆိုလေလှုပ်မလွတ်ပါဘူးကိုဆိုးလို့အပြစ်ပေးတာအခုလှုပ်ပေးကျမကိုလှုပ်လို့မလွတ်ဘူးကွာဘာဖြစ်နေရလဲမလွတ်ဘူးမကောင်းတဲ့လူကြီးကျမကိုပလေးနေရလားဟင်တကယ်ချင်းနေကကျမကိုဘလို့ထင်မလဲလှုပ်မလွတ်ဘူးကွာမလွတ်ဘူးဟာရေတွေဖုံးလာနေသေးတယ်ခဏလေးကိုဖုံးကန်လိုက်အောင်မေအေးပြောနေဘာမှလဲမပွဲရစားတော့မယ်ပြန်လာတော့လေကျောင်းထဲရောက်နေပြီအော်ဒါဆိုမြင်လာခဲ့နော်ဘာတူလဲကိုင်းမလားရှင်အလက်ခါလူမငိုပါနဲ့ခဏနေမင်းလည်းအကုန်လုံးနားလေသွားလိုက်မယ်မငိုနဲ့တော့လာကိုတို့သွားမလိုက်ဘူးရှင်နဲ့မလိုက်ဘူးကိုယ့်အသာကိုသွားမယ်ဟာကွာအဲ့လိုလုံးနေကိုမင်းလေးကိုခြီသွားမှာနော်ဘာလဲဘာဖြစ်လို့လဲမင်းလေးဘာဖြစ်လို့လဲမသိဘူး6ကဘောက်လည်းမသိနာသွားလို့ဘာမှလဲကိုပြပါအောင်ကိုကြည့်ကြည့်မယ်လေအဒီမှာဖုန်းနေပြီငဲကြည့်လိုက်မယ်မဖြစ်ပါဘူးဘာမှမဖြစ်ဘူးပြကိုမင်းလေးဖက်နဲ့ကိုခဏချွတ်ကြည့်လိုက်မယ်နော်ဟာထင်သားဖက်နဲ့ပေါက်နေရလေခြေထောက်မှလည်းရေချီဘူးရနဲ့ပွန်းနေနေရတယ်ပွန်းနေပြီတိတ်နာနေမှာပေါ့နော်ဒါမဲ့ထိမှနာတာကောင်းမလေးတယောက်ကကွာเจ้าမပွဲရှိလို့ဆိုပြီးရှိုးထုတ်လာတာပဲကဲကြည်စမ်းမအောင်ခုတော့ဖက်နဲ့ပေါက်ပြီးငိုနေရပြီရှင်နော်ကဲကွာစိတ်မဆိုးပါနဲ့ကိုကမင်းလေးစိတ်သက်သာအောင်လို့ကိုကစတာပါကဲလာဗျာအမေငိမ့်လေးလေဟာမလုပ်ပါနဲ့ကျမဘာသာကျမလမ်းလျှောက်ပါမယ်မလျှောက်ရပါဘူးဒီတိုင်းမင်းလေးဆက်လျှောက်နေလို့ကတော့ခြေတော့ပို့ဆိုးသွားမှာပေါ့လို့ကန်တင်းရောက်မှကိုဖက်နှက်အပါလေးဝေပေးမယ်လေနော်လာအချီမခံချင်လို့ပါဆိုနေမှအခုတော့ဘာမှမတက်နိုင်တော့ရမင်းကိုပွေ့ချီလာတဲ့နေရိန်လာမင်းကဆိုင်ကယ်ခုံအနောက်မှာတီချတင်ပေးပြီးသူ့ခါမှာရမင်းရဲ့လက်တွေကိုဖတ်စီလိုက်ပါတယ်။ရမင်းကိုလွတ်ထွက်သွားမှစိုးရဲအလားသူ့လက်နဲ့ပြန်ဆုပ်ကင်ထားရင်နှစ်ဦးသားအတူစီးနှင်းလာတဲ့ဆိုင်ကယ်လေးကကျောင်းတော်ကြီးရဲ့ကန်တင်းများရှိရာစီတို့နည်းနည်းတော့စက်မယ်နော်ကိုဆေးရည်လေးထည့်ပေးမယ်အဲ့လိုမလုပ်ပါနဲ့ကျမဘာသာကျမလုပ်ပါမယ်ငဲကြည့်မှဆိုလို့ငဲမကြည့်ပါဘူးဆိုမင်းလေးဆက်မှာကြောက်လို့ကြရပြီဒီမှာကိုပလတ်စတာလေးကတ်လိုက်မယ်နော်လိမ္မာပါတယ်မင်းလေးက
ရပါတယ်ဆိုမှ ကဲကွာမင်းလေးကတိတ်စကားများတာပဲအိတ်ရှူအစိမ့်လေးပြောင်းစည်းလိုက်နော်မင်းလေးခြေထောက်နာလှုပ်တဲ့ဒင်းကတော့ကွာဟိအောင်သွားစမ်း ဘာလို့လှည့်ပြလိုက်တာလဲမနေ့ကမှဝယ်ထားတာကို လွန့်ပစ်မှာပေါ့မင်းလေးကိုဒဏ်ရာရအောင်လှုပ်လို့လွန့်ပစ်လိုက်တာလေ ရမင်းကိုနေရိလာမင်းကထိန်းကင်တွဲပေးထားရင်တုံးတက်မှာရှိတဲ့ဟောခန်းစီသွားတဲ့တလျှောက်မှာတွေးသမျှလူတိုင်းကကွက်ကြည့်နဲ့လုံနေကြပါတယ်။ "तू ကကဲမလား။ရမင်းတယောက်ကတော့ရှက်နေပေမဲ့ तू ကတော့ဘသူ့ကိုမှဂိမ်းမဆိုင်ပါဘူး။ မင်းကိုစောင့်နေကြပြီကွာပွဲအောင်စနေပြီ နေဒါဘလို့ဖြစ်တာလဲ ဒီမှာလေသူဒဏ်ရာရတာလို့ ဟုတ်လားအများကြီးထိခိုက်သွားလားယင် များတယ် ရမင်းနဲ့နေရိန်တို့ဟောခန်းထဲရောက်ချိန်မှာသူ့ရဲ့တငယ်ချင်းနဲ့ကွင်းကရောက်လာပြီးတော့အမေးစကားဆူနေကြတာပါ။ဒါပေမဲ့ဖြေတဲ့အဖြေကနှစ်ယောက်စလုံးပြိုင်တူပြောလိုက်ပေမဲ့အဖြေတွေကမတူပြန်ပါဘူး။ "तू ကကင်းဖြစ်နေတော့ဟောခန်းထဲကလူတွေအားလုံးကစိတ်ဝင်တစားနဲ့ရမင်းတို့နှစ်ယောက်ကိုကြည့်နေကြတာပေါ့။ ဒါပဲတော့မလို့လေ တွိုင်းလက်သွားမလို့ ကိုပါလိုက်ခင်မလေ ဟာဘာလိုက်လို့မလဲ မင်းလေးကိုစိတ်မချလို့ပါဆို ကဲဘလို့ဖြစ်နေရလဲရှင်ကျမဘာသာကျမသွားပါမယ်ဆို ကိုစကားနားမထောင်ရင်ခုနကလိုပွက်ချီလိုက်မှာနော် ဟုတ်တော့ အားလုံးပဲခင်ဗျာအခုလဲကြတာတော့ MB မေဂျာရဲ့ကင်းဖြစ်ပါတယ်ခင်ဗျာကင်းမင်းနာကောင်မလေးကတော့ကျွန်တော်လည်းမသိပါဘူးခင်ဗျာပရိသတ်ကြီးကလည်းအတော်စိတ်ဝင်စားနေကြပါပြီကင်းဒါလေးကဘယ်သူလေးတော့ဗျ ကျွန်တော်တိတ်ချစ်ပြီးမျက်နှိုးရတဲ့ကျွန်တော်နေရင်လာမင်းရဲ့ချစ်သူရမင်းကျေစင်ဖြစ်ပါတယ်ခင်ဗျာကဲအားလုံးပဲဗျာကျွန်တော်ကောင်မလေးအတွက်ကျွန်တော်တချင်းတစ်ပုတ်ဆိုချင်ပါတယ်ဗျအကုန်လုံးပဲနှလုံးသားနဲ့နားဆင်ပေးကြပါဗျာခြေပန်းလေးတွေပြိုခဲ့အိုမင်းလေးပန်းဖို့အတွက်ရှိသမျှချိန်တွေရဲ့မင်းရိမ်များတဲ့လွန်ပြောက်သွားစေမင်းတယောက်သာကိုရဲ့မြေမတဲ့အိမ်မှာချစ်ရဲ့ကိုဆောင်ရတဲ့ဆိုင်မမနဲ့မျောလေးရင်ခွေကဘာမြေပေါ်နေပြောခဲ့အရာရာငါချင်နေတဲ့ဘောဒီကူပုံဖော်ဖို့အတွက်မရှိမပြေဆုံးနိုင်မယ်ဒီစိတ်တွေနဲ့အိမ်မတွေ့တယ်မအိမ်မရွှေမုံတွေချေဖန်တာနဲ့တော်လေးတွေဝင်လာတဲ့မင်းချီလာနေပန်းပွင့်နေချစ်ကြောင်မှာပဲထွက်တဲ့ဝင်တဲ့တွေ့တိုင်းလေသူမဆုံးမမသူရှိကြတယ်လို့ပဲအိုအိမ်မလေးလို့ပြောက်ွယ်မှာကိုစိုးတယ်ချစ်ကြောင်မှာပဲ ရမင်းရဲ့လက်ကိုကင်ထားပြီးရှက်သွေးဖြာနေတဲ့သူမမျက်နှာလေးကိုကြည့်ရင်စိုးနေတဲ့သူ့တချင်းတန်မှာအချစ်တွေပျော်ဝင်နေပါတယ်။ဟောကန်တစ်ခုလုံးမှာလည်းချစ်ချင်းတန်စင်တွေကတာယာညိတ်ညောင်းစွာနဲ့ပြန့်လွင့်နေပါတော့တယ်။မေဂျာပေါင်းစုံရဲ့ King Queen Prince Princess တွေရဲ့ဖျော်ဖြေတင်ဆက်မှုမှာနေရိလာမင်းကနောက်ဆုံးဖြစ်ပေမဲ့သူ့ရဲ့အနောက်မှာအစီအစဉ်တွေကြန့်ရှိနေပါသေးတယ်။ဒါပေမဲ့တကြောင်လုံးရှေ့မှာသူ့အပိုင်းဆိုပြီးတစိမ့်တက်ခံလိုက်ရတဲ့ရမင်းကျယ်စင်ကဆက်မနေချင်တော့ပါဘူး။သူမလေးအတော်ရှက်သွားပါပြီ။ဒါကြောင့်သူ့တခြင်းအပြီးမှာစင်ပေါ်မှာထိုင်ရာကနေထထွက်လာခဲ့လိုက်ပါတော့တယ် ဟေးမင်းလေးကိုလေးစောင့်အောင်လေ ကြည်တန်းကောင်မလေးတယောက်ရှက်သွားပြီကင်း fighting ဟေးမင်းလေးကိုစောင့်အောင်လေဖြည်းဖြည်းစင်းချော်လေးနေအောင်မယ်ဟေးခြေတော့နာနေတာကိုစောင့်အောင်လေလို့ ဟဲလှပ် မင်းလေးကတော်တော်ဆိုးတာပဲကွာကိုဘယ်လိုလုပ်ရမလဲ ။ဟောကန်ထဲကနေထွက်ပြေးလာပြီးကျောင်းဝင်းထဲကကျောင်းတိုင်လုံးအမြင့်ကြီးတွေနားရောက်တော့အနောက်ကနေအမိလိုက်လာတဲ့သူကရမင်းရဲ့လက်ကိုဖမ်းဆွဲလိုက်ပြီးသူ့ရဲ့ရှင်ခွင်ထဲမှာတင်းကျပ်နေအောင်ဖတ်ထားလိုက်ပါတယ် ဒီမှာလွတ်ပေးပါလို့နော် မလုပ်ဘူးကွာမင်းလေးကကိုစီရနဲ့ဒီလိုမျိုးထွက်ပြေးနေကိုမလွတ်ပေးနိုင်ဘူးဟောဗျာမင်းလေးကမျက်ရည်နဲ့ကိုကိုတတ်နေရလားကဲမင်းလေးဘာတွေခံစားနေရလို့လဲပြောကိုပြော ရှက်လို့ပြီးတော့ဝမ်းနေလို့ ဒီမှာကိုကြည့်ကိုလေးမင်းလေးကိုတိတ်ချစ်တာပဲတက်လား
မင်းလေးရရောကို့ပြန်ချစ်ပေးနိုင်မလားဟမ် ကျမဟိုကွင်းရအောင် ကွင်းဟမ်ဘာလို့လဲ သူနဲ့ရီးစားဆို ဟာဘာသူပြောတာလဲ ဟိုနုနုနဲ့မေဂျာလူတွေပြောတာ ဟာကွာတကယ်ပါပဲသူတို့တော့ကိုစိတ်ဆိုးမှရတော့မယ်အကုန်လုံးရှောက်ပြောနေကြတာဘာမှလည်းမသိဘူးကွာ ကျမမနေ့ကသူနဲ့ဆိုင်ကယ်စီးပြီးတော့အတူတူကြောင်းလာတာမလားဆိုင်မှာအတူတူထိုင်နေကြရလဲတွေ့တယ် မဟုတ်ရပါဘူးအဲ့ဒါကိုတောင်ကြီးအိမ်မှာလိုအပ်တာပြန်ယူပြီးတော့မနေ့ကြောင်းလာမယ်လို့တော့သူ့ဆိုင်ကပြက်နေလို့ဆိုပြီးအိမ်ကိုရောက်လာတာလေပြီးတော့သူနဲ့ကတရက်ကွက်တွေတငယ်ချင်းတွေလိုင်းကားနဲ့သွားလို့ပြောတာကိုကြီးကြီးမှမသွားဘူးဆိုပြီးတော့ကိုနဲ့အတင်းလိုက်လာတာညနေကျတော့လေကိုမင်းလေးစီကပြန်တော့အဆောင်မလာစောင့်နေပြီးအိမ်ပြန်လိုက်ဖို့ခိုင်းတာလေအဲ့ကိုကမပို့နိုင်ဘူးလို့ပြောလိုက်တာအဲ့ဒါကိုဆိုင်မှာဇွတ်တွေလိုက်ပြီးတော့မှမုန်းလိုက်ကြွေးခိုင်းနေတာပြီးတော့မင်းလေးတငယ်ချင်းကိုလိုက်ဖို့တော့ကလေသူ့တငယ်ချင်းကတွေ့ပြီးပြန်ပြောတာရေမင်းလေးကိုစေကန်းပို့ဖို့လုပ်နေတာကိုတွေ့တော့သူကမသိရနဲ့လူတိုင်းကိုကူညီတယ်လို့ပြောလိုက်လို့ကိုကမင်းလေးကိုဘလောက်ချစ်ကြောင်းမင်းလေးနဲ့ပတ်သက်တာတွေအားလုံးကိုဘလို့လှုပ်ပေးနေတာဆိုပြီးတော့မှပြောလိုက်တာမင်းလေးကိုကိုဘလောက်ချစ်တယ်ဘလောက်တောင်မှချစ်တယ်လဲဆိုတာ तू သိတယ်ဟုတ်ပြီလား ဒါနဲ့ကိုကလေးလေးကအထင်နဲ့လွယ်ပြီးကိုသုံးတိုးနေရပေါ့လေဟဟလား မတော်ပါဘူး တိုးနေရပါကွာဒါဆိုမင်းလေးကကိုချစ်နေရမို့လား ဖြစ်ရမယ် မချစ်ဘူးလားလို့ စဉ်းစားခွင့်တော့ပေးအောင်လေ ရတယ်ဗျာဟိုဟာမင်းလေးအတွက်ဆိုကိုဘလောက်ပဲစောင့်နိုင်တယ် ဒါဆိုလည်းပြီးရောဒီမှာဟိုဘက်နဲ့တိုးအောင်လေ ကိုနမေကနေရင်လာမင်းလေးအမြဲခေါ်နေတယ်ဒီမှာမဟုတ်ဘူးနော်ပြီးတော့ကိုနမေရောဒီမှာရောလုံးဝမခေါ်နဲ့တော့ကိုလို့ပဲခေါ်နော်ခေါ်ကြည့်ပါ ခေါ်ကြမအောင် ဟာကွာမင်းလေးရလေကိုအရာလုံးလို့ဝါစားမရောမယ်သိရလားလို့ တီဦး မသိရင်လာခဲ့ကွာ လောက် နားလည်မှုတွေအပြည့်နဲ့ရှင်ခုံတန်တွေထပ်တူကြကကြည်နူးနေကြတဲ့ချစ်သူနှစ်ဦးကိုတော့ဘယ်အရာကမှအနောက်ရှက်မပေးနိုင်အောင်ကျောင်းရဲ့တိုင်လုံးအမြင့်ကြီးတွေကမမမတ်မတ်ကာကွယ်ပေးနေပါတော့တယ်။ Radio drama brought to you by MI Radio. MI Radio ပရိသတ်တွေအခုနားဆင်ကြရတာကတော့ဇလန်ဆာကူရာဇညွန်ဟိမလက်တို့ရေးသားထားတဲ့တက္ကသိုလ်ရဲ့ကျင်းနေလားဆိုတဲ့ဇလန်အပိုင်း၄ကိုနားဆင်ကြရတာဖြစ်ပါတယ်။ဒီစီစဉ်ကိုတော့ကျမငိမ့်လန်းမုံမှာစီစဉ်တင်ဆက်တာဖြစ်ပြီးကျမနဲ့အတူဇွဲဖြူစုမယ်လိုဒီနဲ့စီစီတို့ကပါဝင်ကူညီတရုပ်ဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်။ဒီစီစဉ်ကိုအတန်ဖန်ပေးပြီးတော့အတန်ပိုင်းဆိုင်ရာအကောင်းဆုံးပံ့ပိုးကူညီပေးထားတာကတော့ Audio Engineer တန်ဖြူအောင်ပဲဖြစ်ပါတယ်။ MI Radio ပရိသတ်များရဲ့ကလောင်စွမ်းကို Radio Drama နဲ့အတူပုံဖော်လိုက်ပါ။